ရှေ့ရက်နေ့ရှင်ပြန်ထမြောက်စီခြင်းရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈အခန်းငယ်41မှ56ထိဟိုမကြည့်စမ်းယေရှုလာနေပြီယေရှုကျွန်တော်သမီးလေးကသေကန်ကြီးဖြစ်နေတယ်တခင်တနာပါအောင်ငယ်ရွယ်နဲ့အသက်ဆုံးရတော့မယ်သေရတော့မယ်တခင်တနာပါယာဂီရုစိတ်မကောင်းပါဘူးယေရှုမင်းရဲ့သမီးလေးသေသွားပြီတခင်ကိုဒုက္ခမပေးနဲ့တော့မစိုးရိမ်နဲ့သင်ရဲ့သမီးပြန်ရှင်လာမယ်မငိုကြနဲ့သူမသေးပါဘူးအိတ်နေတာပါသမီးထလော့စားစရာကျွေးလိုက်ပါဒီအကြောင်းကိုဘယ်သူမှမပြောပြနဲ့နံပါတ်1ငါသည်ငါဤမိသားစုမိတ်ဆွေများဤလိုအပ်ချက်တို့ကိုယေရှုထံတော်သို့ယူဆောင်ဘူးပါသလားနံပါတ်2ယေရှုသည်မျှော်လင့်ချက်ကိုဘယ်လိုယူလာခဲ့သနည်းနံပါတ်3ငါမည်သည့်စစ်ဆန်ရေးမှာမျှော်လင့်ခြင်းလိုအပ်သနည်း